Hello အားလုံးပဲမင်္ဂလာပါပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘာဖတ်မလဲဆိုတော့ chronic fatigue syndrome ဆိုတာဖတ်မယ်ပေါ့နော် chronic fatigue syndrome ဆိုတော့သူပြောတဲ့နာမည်အတိုင်းပဲပေါ့နော်သူပြောတဲ့နာမည်အတိုင်းပဲဘာလဲဆိုတော့chronic ဆိုတော့ရေရှည်ပေါ့နော် fatigue ဆိုတော့မောပန်း syndrome ဆိုတာတနည်းအားဖြင့်symptom ဆိုတော့ symptom ဆိုတော့ယောဂလက္ခဏာကြီးပေါ့နော်ယောဂလက္ခဏာကြီးအဲ့လိုစုပြီးဖြစ်ကြတော့syndrome လို့ခေါ်တယ်အဲ့တော့ chronic fatigue syndrome အကြောင်းဖတ်ရမယ်ပေါ့နော်အဲ့တော့သူကဘာပြောထားလဲဆိုတော့ chronic fatigue syndrome ဆိုတာတဲ့sleep disorder မဟုတ်ဘူးတဲ့ဒါပေမဲ့အဲ့ဒါနဲ့ sleep disorder ပေါ့နော်အိပ်စက်ခြင်းနဲ့ကမောက်ကမဖြစ်တာနဲ့ဆိုင်တဲ့အခြေအနေတစ်ခုလို့ပြောရပေါ့နော်ဒါကြောင့်မို့သူကဒီ chapter မှာပေါ့နော်ဒီဟာကိုပြောမယ်ပေါ့နော်သူရဲ့ chronic fatigue syndrome ကဘယ်လိုလက္ခဏာမျိုးလဲဆိုရင်နဲ့ဘာလဲဆို debilitating fatigue ပေါ့နော်ဆူဆူဝါးဝါလို့ပဲပြောမှာပေါ့နော်ဆူဆူဝါးဝါမောနေရယ်နောက်တစ်ခုကဘယ်လိုမျိုးလဲဆိုတော့အိပ်ရတာမဝဘူးမှတ်ဉာဏ်နေအာယုံစိုက်တာတွေယုံနေပြဿနာရှိရပေါ့နော်လေ့ကျင့်ခန်းလုပ်ပြီးွားရင်ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီးွားရင်တော့အယမ်းမောနေရပေါ့နော်အဲ့ဒါကိုပြောတာအဲ့တော့ chronic fatigue syndrome နေဘယ်နှခုနှစ်မှာစတွေ့လဲဆိုတော့1988လောက်မှာပေါ့နော်လူတွေစပြီးတတိထားမိရပေါ့နော်အဲ့တော့ chronic fatigue syndrome ကိုဘယ်လိုအဓိပ္ပာယ်သတ်မှတ်မယ်မလဲပေါ့နော်ဘယ်လိုအဓိပ္ပာယ်သတ်မှတ်မလဲဆိုတော့ chronic fatigue syndrome အဓိပ္ပာယ်သတ်မှတ်ဖို့က6လဒါမှမဟုတ်6လထပ်ပို့ပြီးတော့အပြည့်လဲဆို persistent ပေါ့နော်တောက်လျှောက်ဒါမှမဟုတ်ပြန်ဖြစ်နေရပေါ့နော်ပြန်ဖြစ်နေတယ်အိပ်ရင်လည်းမတတ်တာဘူးနားရင်လည်းမတတ်တာဘူးပေါ့နော်နောက်တစ်ခုကဆိုတော့ပြောရဲ memory ရုပ်memory function ပေါ့နော်မှတ်ဉာဏ်နေထိရဆိုတာမျိုးဆိုရင်သူက chronic fatigue syndrome ဆိုပြီးသူကအတိတ်ပဲသတ်မှတ်လိုက်တယ်ပေါ့နော်အဲ့တော့နောက်ထပ် symptom တစ်ခုကဘာပါလဲဆို dental lymph node ပေါ့နော် lymph node လေးတွေမာနေတယ်ခဲနေတယ်နောက်တစ်ခုကလေချောင်းနာတယ်ထွက်သားတွေနာတယ်အစစ်တွေနာတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုမျိုးလဲဆိုတော့ပုံမှန်အဖြစ်လေချောင်းနာထွက်သားအစစ်တွေနာတယ်ဆိုရင်တခြားယောဂါတွေဆိုအနည်းဆုံးတော့ဘာဖြစ်လဲဆိုဆွဲလင်းပေါ့နော်အစစ်တွေရောင်နေရမျိုးရှိတယ်သူကရောင်လည်းမရောင်နေလည်းမနေပဲနဲ့အစစ်တွေနာနေရပေါ့နော်အဲ့တော့ခေါင်းကိုက်တဲ့ပုံစံတွေလည်းပြောင်းနေပေါ့နော် head issue new type ဒါမှမဟုတ် pattern တွေပေါ့နော်ခေါင်းကိုက်တဲ့ပုံစံတွေပြောင်းနေပေါ့နော်ဘယ်လိုအချိန်လုံးမှာ chronic fatigue syndrome ဖြစ်တတ်လဲဆိုတော့ညာတော့အဖြစ်ပေါ့နော်သူကဘာလဲဆိုတော့ flu လိုမျိုးပေါ့နော်flu လိုမျိုးတုပ်ကွေးပေါ့နော်တုပ်ကွေးဖြစ်ပြီးွားတဲ့နောက်ပိုင်းမှာဘာဖြစ်တတ်လဲဆိုရင်chronic fatigue syndrome ဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်ပြီးွားရင်ဘာဖြစ်သွားလဲဆိုတော့လူနည်းနည်းလေးလောက်ကပဲဘလို့ပြန်ဖြစ်သွားလဲဆိုတော့ပုံမှန်လို့အင်ပြည့်အားပြည့်ပြန်ဖြစ်တယ်ပေါ့နော်အဲ့တော့ chronic fatigue syndrome ရဲ့ပြဿနာကဘာလဲဆိုရင်ဒီ chronic fatigue ဒီလူတယောက် chronic fatigue syndrome ဖြစ်နေလားဆိုပြီးတော့အဲ့လို test ပေါ့နော်စမ်းလို့ရတဲ့ test တွေကမရှိသေးဘူးပေါ့နော်နောက်တစ်ခုက chronic fatigue syndrome နဲ့အရင်တွဲနေတာကပုံစံတူနေတာ depression ပေါ့နော် depression တို့ Lyme disease လို့ခေါ်တဲ့ယောဂတွေပေါ့နော်အဲ့ဒါတွေနဲ့ဘာဖြစ်လဲဆိုတော့တော်တော်လေးစင်တူတယ်အဲ့တော့ခွဲရတာလည်းခက်တယ်ပေါ့နော်အဲ့တော့ chronic fatigue syndrome ဘယ်လိုကုမလဲဆိုရင်ပုံမှန်အားဖြင့်ကတော့သူ့လက္ခဏာကြီးပေါ့နော်အိမ်မပြောဆိုအိပ်ပြောအောင်ဘယ်လိုလုပ်မလဲပေါ့နော်အုံနောက်တွေကောင်းတော့မှတ်ဉာဏ်နေမကောင်းအာယုဆိုင်ရခတ်တာဆိုအာယုဆိုင်ရကောင်းမှတ်ဉာဏ် exercise ပေါ့နော်ဒီချင်ငန်းတွေဘာတွေလောက်တာမျိုးပေါ့နော်အဲ့ဒါမျိုးကိုပဲအဲ့လိုပဲလောက်ရတယ်အဲ့တော့ဒီယောဂါကိုလုံးဝကုသဖို့တက်ဆိုင်ဒီယောဂါရှိရတာနဲ့ဘလို့အသက်ဆက်ရှင်မလဲတနည်းပြောရင်ဒီယောဂအခြေအနေနဲ့ဘလို့ function ဖြစ်အောင်နေမလဲပေါ့နော်အာယုံဘလို့ကျန်စားရအောင်လုပ်မလဲဆိုတာမျိုးပဲပြောလို့ရမယ်အဲ့တော့နောက်တစ်ခုပေါ့နော်နောက်တစ်ခုကဒါပါလဲဆိုတော့ chronic fatigue syndrome နဲ့တော့မဆိုင်တော့ဘူးထင်တယ်ဒါဆေးတွေပေါ့နော်ဆေးအများစုကတဲ့ ASAT တဲ့ pattern တွေကိုအပြောင်းအလဲဖြစ်တတ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဆေးတွေမှာကnew trans ဆေးတွေမှာဘာလို့လဲဆိုတော့
neurotransmitter တွေပေါ့နော် neurotransmitter တွေပါလေဆို acetylcholine serotonin တော့ epinephrine histamine လို့ခေါ်ရဲအဲ့လို neurotransmitter တွေကြောင့်ဒီအိတ်ဆက်ခြင်း pattern တွေပြောင်းနေပေါ့နော် SA မှာအဲ့ဒါပါတယ်အဲ့တော့ဘလို့ဒီဆေးတွေကဘလို့ effect ဖြစ်လဲဆိုတော့သိကြရင်ဘာအခြေအနေကိုကြည့်လဲဆိုတော့အိတ်တဲ့အခြေအနေထက်နိုးတဲ့အခြေအနေပေါ့နော်နိုးတဲ့အခြေအနေကိုကြည့်ဆိုပြီးတော့ပြောကြရပါတော့အဲ့တော့ during that IEM sleep ပေါ့နော် that IEM sleep ဆိုတော့တနည်းအားဖြင့်ပြောရရင်deep sleep ပေါ့နော်အဲ့ဒီအချိန်မှာဆိုဘာဖြစ်လဲဆိုတော့ဒီ amine ပေါ့နော် aminogenic ဆိုတာဒီ norepinephrine တို့ epinephrine တို့ပေါ့နော်ဒီ amine တွေကိုထုတ်ပေးတဲ့neuron နဲ့နောက်တော့ cholinergic ဆိုတာကြောင့် acetylcholine ကိုထုတ်ပေးတဲ့ neuron ပေါ့နော်အဲ့ neuron တွေကဘာပြုတ်သွားလဲဆိုတော့သူတို့ရဲ့ input ပေါ့နော်အဲ့ဒါဘာပြုတ်သွားလဲဆိုတော့ကျသွားတယ်ပေါ့နော်ဒါမှဘယ်ဟာပူကြလဲဆိုတော့ aminogenic activity ကဘာဖြစ်လဲဆိုတော့ပူကြပေါ့နော်များသောအားဖြင့်ဒီ catecholamine လို့ခေါ်တဲ့norepinephrine တို့ norepinephrine တို့ epinephrine တို့ကလူကိုနိုးကြအောင်လုပ်စေတာဟုတ်အဲ့တော့လူကအိတ်နေအချိန်မှာဆိုတော့ဒီ activity တွေကပူကြပဲပေါ့နော်အဲ့ဒါကိုပြောချင်တာဆေးတွေကပေါ့နော် sleep pattern ကိုဘယ်လိုပြောင်းလဲဆိုတော့နှစ်ချက်ပေါ့နော်ဘာလဲဆိုရင် input of any of the three state ပေါ့နော်ဒီ eight state တွေမှာရှိတဲ့ input တွေကိုပြောင်းတယ်ပြောချင်တာကနိုးနေတဲ့အချိန်ရယ်အိတ်နေတဲ့အချိန်မှာသူနှစ်ခုပေါ့နော် IEM state နဲ့ NIEM state အဲ့ဟာရဲ့ input ပေါ့နော် input ကိုပြောင်းတယ်နောက်တစ်ခုကကြတော့အချိန်ပေါ့နော်အဲ့တော့ IEM sleep နဲ့ NIEM sleep အချိန်တွေကလည်းမတူဘူးပေါ့နော်အိတ်တဲ့ cycle ပေါ်မူတည်ပြီးဟိုမှာ cycle 1မှာဆိုရင်များသောအားဖြင့်NIEM ပေါ့နော် non rapid eye movement တနည်းပြောရင် deep sleep ကကြာတယ်ပေါ့နော်အဲ့လိုမျိုးပဲနောက်တစ်ဖြည်းဖြည်း cycle ရောက်လာတဲ့အချိန်ကျတော့ IEM sleep ကပူကြာလာတယ်အဲ့လိုမျိုးပဲဒီအချိန်ကြီးပေါ့နော်မတူဘူးပေါ့နော်အဲ့တော့ဘာလဲဆိုရင်အိမ်မပြောတာကြီးကဘာဖြစ်မလဲဆိုရင်aminogenic input ပေါ့နော် aminogenic input ကဘာဖြစ်လဲဆိုရင်များနေတယ်ဘာထက်များလဲဆိုရင် cholinergic input ထက်များတယ်ဆိုရင်ဘာဖြစ်မလဲဆိုလူကအိမ်မပြောတာဖြစ်မယ်ပေါ့နော်နောက်တစ်ခုက hypersomnia ဆိုတာရဲ့အိတ်တာပေါ့နော်ရဲ့အိတ်တာဘာအချိန်မှဖြစ်မလဲဆိုတော့ပြောသူတို့ကပြောင်းမြန်ပေါ့နော် cholinergic input ကများပြီးတော့ aminogenic input ထက်များရင်ဘာဖြစ်မလဲဆိုရင်လူကရဲ့အိတ်မယ်ပေါ့နော်အဲ့ဒါကိုပြောတာအင်္ဂိုက်တယ်ဆိုတာတဲ့ဘာလဲဆိုရင်တဲ့sleepiness ပေါ့နော်တခုခုလုပ်နေတဲ့အချိန်မှာအိပ်ပျော်သွားတာတော်တော်ဆိုးရပေါ့နော်ဥပမာကားမောင်းတဲ့အချိန်တို့ဘာလို့မှအိပ်ပျော်သွားလို့ဆိုရင်တိုင်းမှုတွေပါဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လဲသူပြောရပေါ့နော်ဒီမှာသူပြောတယ်အင်္ဂိုက်ပြီးမောင်းတာကလူတွေအများကြီးထိခိုက်ဒဏ်ရာရတယ်ပေါ့နော်အဲ့ဒါကိုပြောတာအဲ့တော့ sleep disorder တွေအတွက်ပေါ့နော် sleep disorder တွေအတွက်ဆိုရင်ဆေးတွေတော့ရှိတယ်ပေါ့နော်class တစ်မျိုးက benzodiazepine ပဲဒီမှာဆိုရင်တော့အရက်အခေါ်ဆိုစိတ်ငြိမ်စေးလို့ပြောတာပေါ့နော်အဲ့ဒီကောင်လေးကဘာဖြစ်လဲဆိုရင်အဲ့တော့deeper state ကိုဘာဖြစ်လဲဆိုတော့ decrease the time to onset of the deeper state of the sleep ပေါ့နော်အဲ့တော့တနည်းအားဖြင့်ပြောရတာဘာကိုပြောချင်တာလဲဆိုတော့ deep sleep ကိုမြန်ရောက်စေရပေါ့နော်ဒီ benzodiazepine တွေကတနည်းဘာလို့လဲဆိုတော့ benzodiazepine ညင်သွားတာစိတ်ကလေ inhibitory လိုမျိုးဖြစ်သွားညင်သွားတော့တခြားဘာမှမဖြစ်တော့ပဲနဲ့ပေါ့နော်အဲ့လိုမျိုးပဲstimulant ပေါ့နော်စိတ်ကိုကြွစေတဲ့ဟာတွေကကြတော့ဘာလဲဆိုတော့ caffeine ပေါ့နော် caffeine တို့ဘာလို့ကကြတော့ဘာဖြစ်စေလဲဆိုရင်လူကိုနိုးစီရပေါ့နော်အဲ့ဒါကိုပြောတာဒီမှာစစထပ်ပြောရပါနော်benzodiazepine placebo ဆိုတာဘာမှမဟုတ်တဲ့ပေါ့နော်ဒီတိုင်းဘာမှမပါတဲ့ဆေးပေါ့နော်ဆေးအာနေတဲ့ဘာမှမပါတဲ့ဆေးထက်ဆိုင် benzodiazepine ဘာဖြစ်လဲဆိုရင်အိတ်တဲ့ဟာရော turn on the sleep ပေါ့နော်ဒီ sleep
တနည်းပြောရရင်အိမ်မောကြတာကိုဘာလုပ်ပြီးလဲဆိုရင် effect ဖြစ်တယ်ဆိုတဲ့ဟာကိုပြောရပါတော့နော် caffeine ကတော့ diazepam opposite ကိုပြောရပါအားလုံး